ကျွန်တော်တို့မြန်မာလူမျိုးတွေ3ယောက်မှာ1ယောက်ကကြောက်ကက်ယောဂနောက်ဆုံးအဆင့်ကြမှာပဲတီးရတယ်ပေါ့နော်ကံမကောင်းစွာနဲ့ပဲဒီကြောက်ကက်ယောဂဆိုတာမျိုးကလည်းယောဂအရန်ကျွမ်းသွားတဲ့အချိန်ကြမှာပဲယောဂလက္ခဏာတွေကတတိထားမိလောက်အောင်ပေါ်လာတတ်တယ်ပေါ့နော်အဲ့တော့ကြောက်ကက်ယောဂတော်တော်လေးဆိုးဝါးမှပဲဒီယောဂလက္ခဏာတွေကပေါ်လာတာပေါ့နော်ကြောက်ကက်ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဒီစစ်ထုတ်ပေးတဲ့အရေးကြီးတဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတစ်ခုပဲကြောက်ကက်မရှိရင်ကျွန်တော်တို့ဒီလူလောကကြီးမှာနေလို့ရမှာတော့မဟုတ်ဘူးเนาะအဲ့တော့ကြောက်ကက်မကောင်းဘူးကြောက်ကက်ပြက်စီသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ရှိတယ်ကျွန်တော်ဒီဗီဒီယိုမှာကတော့ဒီကြောက်ကက်ယောဂအယမ်းမဆိုးတဲ့အခြေအနေမှာပဲကိုယ့်ရဲ့အိမ်မှာအလွယ်တကူစစ်ဆေးနိုင်တဲ့အချက်9ချက်ကိုရှင်းရှင်းလင်းလင်းလေးနဲ့တေချာနားလည်တော့အောင်ပြောပြပြီးမှဖြစ်တဲ့ကြောင်းမလို့ဗီဒီယိုပြီးတဲ့အထိကြည့်စေချင်ပါတယ်ပြီးတော့ဒီ9ချက်ကိုပြောပြီးတဲ့အခါကျရင်လည်းအိမ်မှာဘာဆက်လုပ်ရမလဲဆိုတာကိုပါအသေးစိတ်ပြောပြပြီးတော့မှာပါနံပါတ်1ကတော့စီးရဲ့အယောင်ကိုတတိပြုထားဖို့လိုတယ်ဒီမှာပုံမှန်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့စီးကပုံမှန်အတိုင်းဆိုရင်တော့အဝါရောင်အဲ့တော့ရေတောက်နဲတယ်ဆိုရင်တော့အဝါရောင်ရင်းရေတောက်တာများတယ်ဆိုရင်တော့အဝါရောင်နုနုဒါမှမဟုတ်လည်းအရေကြဲကြဲအဲ့လိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်အကယ်၍ကြောက်ကက်မကောင်းတဲ့လူတယောက်ဟာဆိုရင်အနီရောင်ဖက်တန်းလာတာအညိုရောင်ဖက်တန်းလာတာဖြစ်လာတတ်တယ်ဒါမှမဟုတ်လည်းအမြုပ်ထနေတာတွေနောက်ကြည့်နေတာတွေအနေတွေပါနေတာတွေဒါလိုမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်ပုံထဲမှာပြထားတဲ့အတိုင်းဆိုရင်ဒီဘက်ကအဖြူရောင်အဝါနုနုရောင်အဝါရောင်အဝါရင်းရောင်ဒါတွေကတာမန်လူတယောက်အနေနဲ့ဖြစ်တတ်တဲ့စီးအယောင်တွေပေါ့နော်ဒီဘက်မှာရှိတဲ့အယောင်တွေခါကြတော့ဒီမှာဆိုရင်ဒါလိမ္မော်ရောင်တန်းသွားပြီဒါဆိုရင်တဲမှာတစ်ခုခုဖြစ်နေတာမျိုးပေါ့နော်ဒီမှာဆိုရင်အနီရောင်တန်းလာပြီဒါဆိုရင်စီလန်ကျောင်းမှာပိုးဝင်တာဒါမှမဟုတ်လေကြောက်ကက်ထဲမှာအလုံးကျိတ်ရှိတာမျိုးဒါမှမဟုတ်အပြာရောင်တို့မို့အစိမ်းရောင်တန်းသွားပြီဆိုရင်ဒါကမျိုးရိုးဗီဇနဲ့ဆိုင်တဲ့ယောဂတစ်ခုခုရှိနေတာစီးတွားရင်အမြုပ်တွေပါနေတယ်ဆိုရင်တော့ကြောက်ကက်အတွင်းပိုင်းကယောဂတစ်ခုခုဖြစ်နေပြီပေါ့နော်ကိုစီးတွားတိုင်းတာဒီညာဘက်မှာရှိတဲ့အယောင်တွေထဲကတစ်ခုခုဖြစ်ပြီဆိုရင်ဒါကအရေးကြီးတယ်လို့ပြောလို့ရပြီပေါ့နော်အဲ့တော့ဒီလိုမျိုးတိတိကျကျတီးဖို့ဆိုတာကတော့မနက်ခင်းမှာတွားတဲ့စီးကိုခံပြီးတော့ဖန်ခွက်ကြီးဒါမှမဟုတ်လဲပလတ်စတစ်ခွက်ကြီးထဲမှာပေါ့နော်အဲ့ဒါကိုအဲ့ဒီထဲကိုစီးကိုခံပြီးတော့ဒီတဘာဝအလင်းရောင်တဘာဝနေရောင်အောက်မှာထောင်ပြီးတော့ကြည့်ရမယ်ပေါ့နော်ဒီအိမ်ထဲမှာရှိတဲ့လျှက်စစ်မီးရောင်လည်းမရဘူးတဘာဝအလင်းရောင်အောက်မှာကြည့်ရှုမှပဲပို့ပြီးတော့ဆုံးဖြတ်နိုင်မှာပေါ့နော်ဒီနေရာမှာတခုတတိထားရမှာကကိုကဒါကျွမ်းကျင်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့တစ်ခါတလေကြာရင်စီးအယောင်ခွဲခြားတဲ့အချိန်မှာမှားယွင်းစာတတ်မှတ်တာမျိုးလည်းဖြစ်နိုင်သေးတယ်ပေါ့နော်နောက်နံပါတ်2ချက်ကစီးတွားတဲ့ပုံစံနဲ့ပမာဏကပြောင်းလဲသွားတာပေါ့နော်ကြောက်ကက်မကောင်းတဲ့ခါကျရင်စီးတွားတာကဒီညဘက်မှာဆိုရင်2ချိန်နဲ့အထက်အဲ့ရကနေနိုးလောက်အောင်ထပြီးတော့တွားရတာမျိုးတွေဖြစ်လာတတ်တယ်ပြီးရင်တနေ့တာအတွင်းစီးတွားတဲ့ပမာဏကတိတိတတာညော့နေတော့တာပေါ့နော်24နာရီအတွင်းမှာအရင်တုန်းကဆိုရင်စီးတွားတာရေတက်မှုတဝက်စာလောက်ရှိတယ်ဒီလိုမျိုးကြောက်ကက်ယောဂဖြစ်လာတဲ့လူတွေခါကြတော့24နာရီအတွင်းမှာစီးရတစ်စက်နှစ်စက်လောက်ပဲထွက်တယ်ဒီလိုမျိုးကိုပြောချင်တာပေါ့နော်တချို့တွေခါကြတော့လေဒီစီးစေးတွေဘာတွေမတောက်ဘဲနဲ့စီးရတစ်ခါတော်လိုက်ရင်ဝေါကနေပေါ့နော်ရုတ်တရက်အရန်များသွားတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ပြီးရင်တချို့တွေခါကြတော့စီးတွားခြင်းပေမဲ့စီးတွေကမထွက်လာတာစီးတွားဖို့အတွက်ကိုအကြီးအကျယ်အားစိုက်ထုတ်ပြီးမှတစ်စက်နှစ်စက်လောက်လေးထွက်တာဒီလိုမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်လူတယောက်နဲ့တယောက်အတွင်ထဲမှာရှိတဲ့ကြောက်ကက်ရဲ့ယောဂမှာမူတည်ပြီးတော့ကွဲပြားနိုင်တယ်အဲ့တော့တေချာတာကတော့အရင်တုန်းကပုံစံမဟုတ်ဘဲနဲ့စီးတွားတဲ့ပမာဏတွေရောစီးတွားတဲ့ပုံစံတွေရောပြောင်းလဲသွားတာမျိုးပေါ့နော်နံပါတ်3ကတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဖောရောက်လာတာမျက်နှာတွေရောင်မယ်လက်တွေခြေတွေရောင်မယ်အထူးသဖြင့်ခြေထောက်ပေါ့နော်ခြေဖမိုးတို့ခြေတလုံးတို့ဆိုအရန်ကိုတိတာတယ်ကြောက်ကက်ရဲ့အလုတ်ကရေဓာတ်နဲ့စားဓာတ်တွေကိုထိန်းကြည့်ပေးတာပေါ့နော်ခန္ဓာကိုယ်မှာထိန်းကြည့်ပေးတယ်ပိုလဲမပိုဝအောင်လိုလဲမလိုအောင်ထိန်းကြည့်ပေးတယ်ဒါပေမဲ့ကြောက်ကက်ကလုံးဝပြက်စီးသွားတဲ့ခါကျရင်ဒီခန္ဓာကိုယ်ထဲမှာရေဓာတ်နဲ့စားဓာတ်တွေကဒီအတွင်းထဲမှာအိုင်လာတာပေါ့နော်အခါကျရင်ဒီမျက်လုံးရဲ့ပတ်ချလဲမှာမို့လာတာမျိုးတွေအထူးသဖြင့်မနက်ခင်မှဆိုပိုတိတာတယ်ပြီးရင်ခြေထောက်တွေမှာရောင်လာတာမျိုးတွေဖောင်းလာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ခြေထောက်မှာခါကျတော့ဘယ်လိုဆက်ရတာလဲဆိုတော့ဒီလိုမျိုးလက်မနဲ့ပဲဖြစ်လက်ညိုလေးနဲ့ပဲဖြစ်ပေါ့နော်ဒီခြေဖုံမိုးမှာပဲဖြစ်ခြေတလုံးမှာပဲဖြစ်10စက္ကန့်လောက်ကြာအောင်ဖိပြီးတော့ချက်ချင်းလွှတ်လိုက်ပေါ့နော်အဲ့ဒီအချိန်မှာတာမန်လူတယောက်ဆိုရင်အသားကချက်ချင်းပြန်ပြေးလာတယ်ဒီကြောက်ကက်အခန့်ရှိတဲ့သူခါကျတော့လက်အရာကြီးကထင်ပြီးတော့ကြံခဲ့တာမျိုးတွေတွေ့ရလိမ့်မယ်ပေါ့နော်ဒါကနံပါတ်3ပေါ့နော်ခန္ဓာကိုယ်ကဖောရောက်လာတာ
နောက်နံပါတ်၄ကတော့မနက်တိုင်းမှာပြုတ်အန်နေတာပေါ့နော်ကြောက်ကက်ရဲ့အဓိကအလုပ်ငန်းကဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တွေကိုအပြင်ကိုထုတ်ပေးဖို့ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကြောက်ကက်မကောင်းတဲ့ခါကျတော့ဒီအစိတ်တောက်တွေကခန္ဓာကိုယ်ထဲမှာတွားပြီးတော့စုလာတယ်အဲ့ဒီခါကျတော့မနက်ခင်းမှဆိုရင်အစာမစားခင်ပါနော်အစာမစားရလဲပြုတ်တက်လာတယ်အစာလဲစားချင်စိတ်မရှိဘူးတမင်ကိုစားလိုက်ပြီဆိုရင်လည်းဒါအန်ထွက်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ပြီးတော့ဒီကြောက်ကက်မကောင်းတဲ့သူရဲ့ဂရွင်းအနံ့ကတော်တော်ဆိုးတယ်တွားဘလောက်တိုက်ဂရွင်းတန့်ရှင်းရေးအတွက်ဘလောက်ပဲလှုပ်ဒီအနံ့ကတော်တော်ဆိုးတာမျိုးတွေဖြစ်တတ်တယ်တချို့လူတွေဆိုရင်ဒီကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းထဲကလာတဲ့အနံ့ကဒီတန်ကြီးအနံ့ပေါ့နော်တန်ကြီးကိုချစ်ချလိုက်တဲ့ခါကျရင်ထွက်လာတဲ့အနံ့လိုမျိုးပေါ့နော်တတုနံ့ပေါ့နော်တန်ရည်ဖြော်နံ့ဒီလိုမျိုးတွေခံစားရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ထူးထူးခြားခြားအနံ့တွေပေါ့နော်နောက်နံပါတ်5ခါကျတော့မောပန်းလွယ်တယ်အားအင်ကုန်ခန်းလွယ်တယ်ပေါ့နော်ဒီမှာဆိုရင်ကြောက်ကက်ကနေပြီးတော့အယိုးစီကိုတွားပြီးတော့တွင်းနီဦးတွေထုတ်ဖို့အတွက်စေခိုင်းတာမျိုးတွေလုပ်ပေးတယ်အဲ့တော့တွင်းနီဦးတွေရဲ့အလုပ်ကအောက်ဆီဂျင်တွေအာဟာရဓာတ်တွေကိုခန္ဓာကိုယ်တစ်ခုလုံးကိုအင်အားတွေအသုံးပြုဖို့အတွက်တည်ယူပေးတယ်ပေါ့နော်ကြောက်ကမကောင်းတဲ့အချိန်မှာတွင်းနီဦးထွက်တာလည်းနည်းသွားတယ်တွင်းနီဦးထွက်တာနည်းသွားရင်ခန္ဓာကိုယ်ကအောက်ဆီဂျင်ဓာတ်တွေအာဟာရဓာတ်တွေရတာကနည်းသွားတယ်ပေါ့နော်တနည်းအားဖြင့်ဒါမောပန်းလွယ်တယ်အားအင်ကုန်ခန်းလာတယ်အလုတ်ပင်မလုပ်ချင်တော့ဘူးပေါ့နော်တော့တဖြည်းဖြည်းနဲ့ဆိုးလာတဲ့ခါကျရင်သူကအိမ်အောက်ထက်ကနေအပေါ်ထက်တက်တာတော့မှအကျင်နဲ့မတူဘဲနဲ့မောနေတာမျိုးတွေခံစားတတ်တယ်ဒီမျက်ခွန်တွေလက်တွေဆိုရင်ဖြူဖက်ဖြူတော့ဖြစ်နေတာမျိုးတွေတွေ့ရတတ်တယ်ပေါ့နော်နောက်ပြီးတော့ဒီအယိုးနဲ့ကြွက်တာတွေကနာနေတာမျိုးတွေအာယုံစူးစိုက်ရခက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်နံပါတ်6ကတော့တွေးပေါင်ချိန်တွေတက်တာပေါ့နော် pressure တွေတက်လာတာပေါ့နော်ဒီကြောက်ကက်ရှိတဲ့သူကတွေးတိုးယောဂဆက်ပြီးတော့ဝင်လာတယ်လို့တွေးတိုးယောဂရှိတဲ့သူကလည်းကြောက်ကက်ယောဂတွဲပြီးတော့ဖြစ်လာတတ်တယ်ပေါ့နော်အကယ်၍အိမ်မှာတွေးပေါင်ချိန်တာက130 80ထက်ကျော်နေပြီဆိုရင်ဒါတောက်လျှောက်ချိန်တိုင်းကျော်နေပြီဆိုရင်တော့ဒါတတိထားဖို့လိုတယ်လုံးလို့ရတဲ့နီလန်းကကြတော့ဒီတွေးပေါင်ချိန်တိုင်းနဲ့ဆက်ပေါ့နော်လက်မောင်းမှာပတ်တဲ့ဆက်ပဲရမယ်အဲ့လိုမျိုးဆက်တွေကိုဝယ်ပြီးတော့နေ့တိုင်းမနက်တိုင်းညတိုင်းတွေးပေါင်ချိန်တိုင်းမယ်ပြင်စရင်ထဲမှာတီချာလေးမှတ်ထားမယ်အဲ့လိုမျိုးနှစ်ပတ်တီလှုပ်လိုက်လို့ဒါအမြဲတမ်းလို့တွေးပေါင်ချိန်က130အပေါ်တွေး130 140အောက်တွေ80 90ထက်ကျော်နေတယ်တောက်လျှောက်ကိုဒီနှုံထက်ကျော်နေတယ်ဆိုရင်တော့ကျွန်တော်တို့စေးုံစေးခန်းမှာတီချာပြန်တိုင်ပြဖို့လိုတယ်တွေးစစ်စီးစစ်ပြီးတော့ဓာတ်မှန်ရိုက်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးကြောက်ကက်ရှိတဲ့လူတွေကတွေးပေါင်ချိန်တွေတက်ပြီးတော့ရုပ်တရက်ထားလိုက်တဲ့အချိန်မှာမိုက်ကနေမူးတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကနံပါတ်6ပေါ့နော်နောက်နံပါတ်9ကတော့အိမ်မှာပဲဒီစီးစစ်တန်နဲ့စစ်ပြီးတော့ယောဂရှာကြီးတာပေါ့နော်အဲ့တော့ဒါတချို့တွေအတွက်ခါရတော့ထူးထူးဆန်းဆန်းဖြစ်နေလိမ့်မယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ကစီးစစ်တယ်ဆိုတာကိုယ်ဝင်ရှိမရှိပဲစစ်တာတို့တော့ကြောက်ကက်ကောင်းမကောင်းစစ်လို့ရတဲ့စီးစစ်တန်တွေလည်းဒီခေတ်မှာဝယ်လို့ရနေပါပြီဒီစေးဆိုင်တွေမှာဆိုရင်3000 4000လောက်တော့ပေးရလိမ့်မယ်အဲ့တော့ဒီမှာပုံထဲမှာပြတဲ့အတန်လေးတွေပေါ့နော်အဲ့တော့စီးစစ်တန်ရှည်လေးတွေရှိမယ်ဒီစီးစစ်တန်လေးတွေကိုဘလို့စစ်ရတာလဲဆိုရင်ဒီမနက်ခင်းတွားတဲ့စီးပေါ့နော်အဲ့ဒါကိုခံပြီးတော့စီးစစ်တန်လေးကိုမြင်းချောင်းလေးပါတယ်အဲ့ဒီမြင်းချောင်းအတိုင်းလေးစီးထဲကိုတစ်ချက်လောက်နှက်ထားမယ်10စက္ကန့်15စက္ကန့်လောက်ကြာတဲ့ခါကျရင်ဒီစီးစစ်တန်လေးကိုအပြင်မှာတစ်ချက်ချတာပေါ့နော်အဲ့ဒါကို10မိနစ်တွင်ဖတ်လိုက်လို့သူ့ရဲ့ထိတ်လေးကအဝါရောင်ဆိုရင်ဒါပုံမှန်ထဲမှာပါတယ်ကိစ္စမရှိသေးဘူးသူ့ရဲ့ထိတ်မှာကအဝါရောင်မဟုတ်တော့ဘဲနဲ့အပြာရောင်တန်းသွားတယ်အပြာရောင်ရင်းရင်းဖြစ်လာတယ်ဆိုရင်တော့ဒါစီးထဲမှာအသားဓာတ်တွေပရိုတင်းဓာတ်တွေပါနေပြီပေါ့နော်အဲ့တော့အသားဓာတ်ပရိုတင်းဓာတ်ပါတယ်ဆိုတာကကြောက်ကက်ကအလုံးမလုံးနိုင်တော့တဲ့လက္ခဏာပေါ့နော်ကြောက်ကက်ဖက်မှာအလုံးမလုံးနိုင်တော့ဘူးကြောက်ကက်ကကောင်းလေးစစ်ထုတ်နိုင်စွမ်းနေအားနေလာတဲ့အခါကျရင်ကြောက်ကက်ကနေတဆင့်စီးထဲကနေတဆင့်ဒီအသားဓာတ်တွေပရိုတင်းဓာတ်တွေပါလာတယ်အဲ့ဒါတွေကစီးစစ်တံမှာအပြာရောင်အနေနဲ့လာပြီးတော့ပြနိုင်တယ်ပေါ့နော်အဲ့တော့တခြားအရောင်တွေလည်းရှိတယ်ဒါပေမဲ့အိမ်မှာစစ်မယ်ဆိုရင်တော့ဒီအပြာရောင်လေးကိုတော့ဒီချာမှတ်ထားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်အခုပြောခဲ့တဲ့9ချက်ကိုအစဉ်အတိုင်းပြန်ပြောရမယ်ဆိုရင်နံပါတ်1ကစီးအရောင်ကိုတတိပြုပြီးတော့စစ်ဆေးကြည့်ပါပုံမှန်ဆိုရင်အဝါရောင်ပါနောက်နံပါတ်2ကစီးတွားတဲ့ပုံစံနဲ့ပမာဏကပြောင်းလဲလာတတ်ပါတယ်နောက်နံပါတ်3ကခန္ဓာကိုယ်ကြီးဖောရောက်လာတတ်တယ်အထူးသဖြင့်ခြေထောက်မှာဆိုရင်လက်မနဲ့ပြီးပြီးတော့ဆန်းလိုက်မယ်ဆိုရင်ဒါလက်ရာကြီးကြံနေတက်ခဲ့တာပေါ့နော်နံပါတ်4ကတော့မနက်တိုင်းမှာပြုတ်အံတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်တွေစုလာတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပြုတ်အံတာတွေကဖြစ်လာတတ်ပါတယ်နံပါတ်5ကတော့မောပန်းလွယ်တယ်ပင်မမလုံနိုင်တော့ပေါ့နော်အဓိကကတော့တွေးအားနေလို့ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေပေါ့နော်နံပါတ်6ကကျတော့တွေးပေါင်ချိန်တွေမြင့်တက်လာတယ် pressure တွေတက်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကကြောက်ကက်တန်နေရရှိတယ်ဆိုရင်ကိုရဲ့အိမ်မှာဒီ digital တွေးပေါင်ချိန်တိုင်းတဲ့ဆက်လေးတွေဝယ်ပြီးတော့စောင့်ထားတဲ့ပုံမှန်လဲကိုကနေကိုတိုင်းတဲ့တယ်ပေါ့နော်
နောက်နံပါတ်9ကတော့အိမ်မှာပဲဒီစီးစစ်တန်တွေဝယ်ပြီးတော့အတုံးပြတာပေါ့နော်အဲ့တော့ဒီဟာကလည်းအရင်ခက်တာတော့မဟုတ်ဘူးသူ့ထဲမှာလည်းဘယ်လိုဆက်ရမလဲဆိုတာအညွှန်းလေးတွေပါတတ်တယ်ပေါ့နော်ဒီခုနှစ်ချက်ကိုပြောပြီးတဲ့အခါကျရင်တချို့လူတွေကဒီရိုးရိုးတာမန်လူတွေထွက်ကြောက်ကက်ကပို့ပြီးတော့ထိခိုက်တတ်တယ်အဲ့ဒါတွေကဘယ်လိုလူတွေလဲဆိုရင်တော့ဒီစီးချိုရှိတဲ့လူတွေပေါ့နော်စီးချိုရှိတဲ့လူတွေမှာဆိုရင်ကြောက်ကက်ယောဂကဖြစ်နိုင်ချေ3ဆကနေ4ဆလောက်ထိပိုများတတ်တယ်စီးချိုမထိန်ရင်ကြောက်ကက်မမြန်ပျက်စီးတတ်ပါတယ်ပြီးတော့တွေးတိုးယောဂတွေပေါ့နော်ဒီကြောက်ကက်ယောဂကဒီတွေးတိုးယောဂရှိတဲ့အခါကျရင်ပို့ပြီးတော့ဆိုးတတ်တယ်ပို့ပြီးတော့အပြတ်တာမြန်တတ်တယ်ပေါ့နော်ပြီးရင်ကိုယ်အလေးချိန်များတာတွေပေါ့နော်BMI 30ထက်ကျော်တဲ့လူတွေကကြောက်ကက်ပျက်စီးနိုင်ချေပိုများတယ်လို့ပြောတယ်မိသားစုထဲမှာလည်းကြောက်ကက်ယောဂရှိတဲ့ဆိုရင်ကြောက်ကက်ထိခိုက်နိုင်တယ်လို့ပြောတယ်ပြီးရင်ကိုယ်မှာနာတာရှိယောဂတွေရှိတယ်ပန်းနာရင်ကြက်တွေနှလုံးတွေရှိတယ်ဆိုရင်တော့ကြောက်ကက်ယောဂဖြစ်နိုင်ချေပိုများတယ်လို့ပြောပါတယ်အကယ်၍ကျွန်တော်အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေထဲကတချို့အချက်တွေတွေးခဲ့တယ်ဆိုရင်ဘာဆက်လုပ်ရမလဲဆိုတာကိုလည်းတေချာလေးပြောပြပေးပါမယ်အရင်ဆုံးစားတုံးတာတွေရှော့ချဖို့လိုပါတယ်ပုံမှန်လူတယောက်အနေနဲ့ဆိုရင်စားကိုလက်ဖက်ရည်စွန်းတစ်စွန်းနှစ်စွန်းလောက်စားတာကိစ္စမရှိပေမဲ့ကြောက်ကက်ယောဂအခန့်ရှိတဲ့လူတွေကကြတော့စားကိုတစ်စွန်းထပ်ပို့ပြီးတော့ဗောနော်လက်ဖက်ရည်စွန်းတစ်စွန်းဗောနော်9 gram ထပ်ပို့ပြီးတော့မစားတင်ဘူးငပိရည်တွေငံပြာရည်တွေငပိချက်တွေဒါမျိုးတွေကိုလည်းတတိထားပြီးတော့စားတုံးတဲ့နဲ့ရှောင်နိုင်တယ်ဆိုရင်ပိုကောင်းတယ်ပြီးရင်ခောက်ဆွဲပြုတ်တွေဒီအတင့်စားလို့ရတဲ့ရန်ရန်တို့မာမီတို့ဒီထဲမှာဆိုရင်လည်းပဲစားတတ်တွေအများကြီးပါပါတယ်ဒါတွေကိုလည်းရှောင်တက်ပါတယ်ရှော့တက်ပါတယ်နောက်ပြီးတော့အရက်နဲ့ဆေးလေးကိုလည်းရှော့ဖို့လိုပါတယ်အရက်ကခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေကိုဆုံးရှုံးတယ်ဒီကနေတစ်စင်ကြောက်ကက်လုပ်ငန်းတွေကိုလည်းတွားပြီးတော့ထိခိုက်စေတတ်တယ်ပေါ့နော်ဆေးလိပ်ခါကျတော့ကြောက်ကက်ထဲမှာရှိတဲ့တွေးကြောလေးတွေကိုချင်းစေတယ်ကြောက်ကက်ထဲမှာရှိတဲ့ဒီတွေးကြောလေးတွေကပိတ်ဆို့ပြီးတော့ကြောက်ကက်ပြက်စီတဲ့အထိဖြစ်သွားတတ်ပါတယ်ဆေးလိပ်ကိုဆွဲတောက်နေတဲ့လူတွေကကြောက်ကက်ထိခိုက်နိုင်ချေ2ဆကနေ3ဆရှိရလို့ပြောတယ်အဲကြောင့်မလို့ဆေးလိပ်ကိုလည်းရှောင်နိုင်ရင်ရှောင်တာအကောင်းဆုံးပါအရက်တောက်တာကိုလည်းမရှောင်နိုင်ခဲ့ဘူးဆိုရင်တစ်ပတ်မှာအနည်းဆုံး2ရက်လောက်ကတော့နားဘေးတင်တယ်ပေါ့နော် free time လေးထားဘေးတင်တယ်ပေါ့နော်နောက်လောက်ရမှာကတင့်တော်တဲ့အားကစားတစ်ခုခုကိုပုံမှန်လုပ်ဖို့လိုတယ်ဒီနေရာမှာတင့်တော်တယ်ဆိုတာကအားကစားအပြင်းအထန်လှုပ်လိုက်မှကျမ်းမာတာမျိုးပြောချင်တာမဟုတ်ပဲနဲ့ကိုကကြောက်ကက်အခန့်ရှိတဲ့မောပန်းလွယ်တယ်ဆိုရင်တနေ့ကိုနိုင်ဝက်လောက်လမ်းလျှောက်တာကလည်းအဆင်ပြေတယ်တွေးပူလေးချင်းခံလေးလုပ်မယ်ချွေးဆိုးရုံလောက်လေးပဲဆိုရင်လည်းဒါအဆင်ပြေတယ်နေ့တိုင်းလမ်းလျှောက်ပေးတယ်ဆိုရင်တဖြည်းဖြည်းနဲ့ကျမ်းမာရေးအတွက်အများကြီးအထောက်အကူပြုပြီးတော့ဒီကိုလေးချင်းကိုလည်းထိမ့်ပြီးသားဖြစ်သွားမှာပေါ့နော်နောက်တစ်ချက်ကတော့ကိုလေးချင်းတွေကိုထိမ့်သိမ့်ဖို့လိုတယ်အဲ့တော့တုတေတနာတွေအရာကိုလေးချင်းပိုတဲ့လူတွေခုနပြောခဲ့လို့ BMI 30ထက်ကျော်တဲ့လူတွေကအဝလွန်တဲ့လူတွေကကြောက်ကက်ဖြစ်နိုင်ချေ25ရာခိုင်နှုန်းပိုတယ်လို့ပြောတယ်ပေါ့နော်အစားအစာထဲမှာဒီအချိုဓာတ်တွေပရိုတင်းအသားဓာတ်တွေအဆီဓာတ်တွေကိုညီညွတ်မျှတစွာစားတုံးမှပဲရမယ်အတီးအနှံတွေနဲ့ဒီဟင်းဒီရက်တွေကိုလည်းမများစားတုံးဖို့လိုတယ်တနေ့ကို gram 400လောက်စားတုံးတယ်လို့ပြောထားတယ်ပေါ့နော်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အချက်တွေထဲကတချို့အချက်တွေကစိုးလာပြီဆိုရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ဖို့လိုတယ်ဆရာဝန်စီအမြန်တွားပြဖို့လိုတယ်ပေါ့နော်အဲ့ဒါမှပဲနောက်ထပ်စစ်ဆေးဖို့အတွက်လောက်စရာတွေရှိရလောက်ရလိမ့်မယ်ဥပမာကျွန်တော်အပေါ်မှာပြောခဲ့တာကစီးစစ်ဖို့လိုတယ်ဆိုတာကကြောက်ကက်မကောင်းလို့အသားဓာတ်တစ်ခုကိုပဲစစ်ဆေးနိုင်တယ်ပေါ့နော်ဓာတ်ခွဲခန်းမှာစစ်မယ်ဆိုရင်တော့ဒီအသားဓာတ်ကဘလောက်ထိတောင်ဆုံးရှုံးနေတာလဲပြီးရင်စီးထဲမှာတခြားဓာတ်တွေရောဘာတွေပါနေလဲပြီးရင် vitamin တွေရိုက်တာမျိုးတွေလုပ်လို့ရတယ်တွေးစစ်ပြီးတော့ကြောက်ကက်အစိတ်တွေဘာတွေတက်နေလားမတက်နေလားလဲစစ်ဆေးလို့ရတာပေါ့နော်ဒါကြောင့်မလို့ဝေဒနာတွေကပို့ပြီးတော့ဆိုးလာတယ်ဒါမှမဟုတ်လည်းကြာလာတယ်ဆိုရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ဖို့လိုပါတယ်ဆရာဝန်စီတွားပြပြီးလို့ဒီဆရာဝန်ကဆေးဝါးတွေပေးလာတယ်ဒါမှမဟုတ်လည်းကိုယ့်စီမှာတွေးတိုးစီးချို့ရှိလို့တခြားယောဂတွေရှိလို့ဆေးဝါးတွေပေးထားတယ်ဆိုရင်ဒါဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိကျစွာတောက်ဖို့လိုတယ်ကိုဘေးအိမ်ကလူတွေကိုတငယ်ချင်းမိတ်ဆွေတွေကမင်းကများနေပြီ short တောက်လိုက်အောင်တို့เนาะမင်းကအဲ့လောက်ထိမလိုပါဘူးငါနဲ့တူပါပဲလို့အဲ့လိုမျိုးအကြံပေးတာမျိုးတွေလက်မခံပါနဲ့တခါတလေကြာရင်သူတို့ပြောတဲ့စကားတွေကကိုယောဂကိုပို့ဆိုးစီတာမျိုးကြောက်ကက်ကိုပို့ပြီးတော့ထိခိုက်စေတာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဆေးဝါးတွေအထူးသဖြင့်PON ဆေးဝါးတွေတောက်မယ်ဆိုရင်တော့ဆရာဝန်ညွှန်ကြားချက်အတိုင်းတိကျစွာတောက်ဖို့လိုတယ်။နာကျင်တာကိုတက်တာစီမဲ့အကြိုက်ခဲပျောက်ဆေးတွေဒီ NSAID တွေ Ibuprofen တွေ Diclofenac တွေခါကြတော့တာမန်လူတွေမှာတောက်ရင်အရန်မဆိုးတတ်ပေမဲ့ဒီကြောက်ကက်အခန့်ရှိတဲ့လူတွေကဒီဆေးတွေတောက်ပြီးတဲ့ခါကျရင်ကြောက်ကက်ကြီးကဆိုးဝါးပျက်စီးသွားတာမျိုးတွေထိတောင်ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မလို့အကြိုက်ခဲပျောက်ဆေးတွေတောက်မယ်ဆိုရင်ဒါဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှတောက်ဖို့လိုပါတယ်။အဲ့ဒီတော့ကျွန်တော်ဒီမှာပြောခဲ့တဲ့အချက်9ချက်ရ
ရဲ့နောက်ပိုင်းမှာဘာတွေဆက်လုပ်ရမလဲဆိုတာတွေကအခုအချိန်ထိပေါ့နော်2025အတွင်းအထိနောက်ဆုံးတုတေသနအချက်လက်စာရွက်စာတမ်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီအကြောင်းအရာတွေကိုပြုစုပြီးတော့ဗီဒီယိုကနေတစ်ဆင့်ပြန်ပြောပေးတာဖြစ်ပါတယ်စေပညာကအချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့အတွက်ကြောင့်မလို့အကယ်၍နောက်ပိုင်းမှာupdate တွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ဆက်ပြီးတော့တင်ပေးပါမယ်ကြောက်ကနဲ့ပတ်သက်ပြီးတော့ကျမကြီးဝူရာတွေကြွယ်ဝချင်တဲ့နားထောင်ချင်နေရဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားနိုင်ပါတယ် notification icon လေးကိုလည်းဖွင့်ထားနိုင်ပါတယ်ဗီဒီယိုကိုဒီတိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြောက်ကနဲ့ပတ်သက်ပြီးတော့တခြားဗီဒီယိုတွေကိုလည်းကျွန်တော်ရဲ့ channel ထဲမှာတင်ထားပေးတာရှိပါတယ်မကြည့်ရသေးဘူးဆိုရင်တော့ဝင်ကြည့်ပေးပါကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအဆဆရရအဆင်ပြေပါစေ